ဟုတ်ပါဘာလို့ထပ်စားလားဒီလောက်စားလို့ကောင်းနေရဟာမချက်ထားတဲ့ဟင်းကမကောင်းလို့လားယင်မောင်လေးအဆင်ပြေရလားယင်ယောက်ျားရေဒီမှာလာကြည့်ပါဦးရှင်ကြီးဘာဖြစ်သွားလဲမသိဘူးနင်ဘာဖြစ်လို့ငါ့ဘောဒီလိုမျိုးလုံးရရတာလဲဟာနင်လိုချင်တာနဲ့ငါမဖြစ်စီပေးခဲ့လို့လားနင်ဘာဖြစ်လို့အဲ့လောက်ထိတောင်မှုန်နေရလဲနင်ငါရှစ်လုံးလို့ငါရဲ့သွေးသားကြီးအရင်ဦးတောင်ငါဆုံးချုံပေးခဲ့ပြီနော်ဘယ်နေရာကြီးလဲငါဒီနေရာဘယ်လိုရောက်နေလဲကောင်းလို့ဟမ်တမီးဒီနေရာဘယ်လိုဖြစ်လို့တရားရောက်နေတာလဲမသိဘူးတမီးလည်းမသိဘူးဒါဘယ်နေရာကြီးလဲဒီနေရာဘယ်လိုရောက်နေတာလဲအော်တမီးရယ်မိုးကလည်းချုပ်နေကဲလာဒီညလေးလေးခမ်းမှာပဲအိတ်လိုက်နော်ခမ်းမှာလေးရဲ့တမီးလည်းပေါ်ရှိပါတယ်လာမနဲ့တမီးသွားမယ့်နေရာကိုလေးကားခေါ်ပေးမယ်နော်လာခဲ့လားကျေးဇူးပါမိုးလဲချုံနေပြီပြန်ကြရအောင်အမလာချင်းလဲဆိုတော့လိုက်ပို့ရနော်တော်ကြတစ်ခုဖြစ်နေအောင်မယ်လို့ဘာဖြစ်လဲအမရေးဆုံးရတယ်နဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာတမျိုးပဲညီမလေးဘာမှစိတ်ထဲထားမနေနဲ့ तू ကအမပေါ်မှာအခုလိုမျိုးလှုပ်ခဲ့ရနော် तू ကြောက်ပဲအမအခုလိုမျိုးကြီးဖြစ်နေရတာအမသိလားစိတ်ထဲထားမနေပါနဲ့တော့အမရဲ့သူ့လန်သွားလူသွားပါစေသူတို့ကိစ္စထဲကိုလေဝင်မရှုပ်တာပဲကောင်းတယ်သိလားသွားမယ်ပြတ်မယ်အဲ့အဆောင်မှာလည်းမနေနဲ့တော့ညီမလေးနဲ့ပဲတူတူလာနေတော့ဟုတ်ပြီလားပြတ်မယ်ယောက်ျားညနေကြလို့ရှိရင်စောစောပြန်လာနော်ကျမလေးရှင်ကြိုက်တဲ့ဟင်းတွေအများကြီးချက်လာမယ်သိလားစောစောပြန်လာစားပြန်လာမှာဗောမိမရဲ့လက်ရလေးကိုကပြန်လာစားဦးမှာအဲ့ဒါဆိုရင်အိုဒီစောစောထွက်ပြီးတော့ပြန်လာခဲ့နော်အိမ်ရလေလေအခုမှပဲနေရတာလမ်းဆန်တက်ကြွပြီးတော့လေစိတ်ကိုအေးချမ်းနေရတယ်ငါမိမစိတ်ချမ်းသာရင်ကိုလည်းဝမ်းသာပါတယ်ကဲအလုံးတော့ကြတော့မယ်ရော့အလုံးသွားစောစောပြန်လာဖို့မမေးနဲ့နော်ဟုတ်ကဲ့ပါသွားတော့မယ်နော်ကိုတတာခုမှပဲစိတ်ချမ်းသာတော့အော်မိမရဲ့ငါမင်းရဲ့လက်လျှောက်ချလိုက်ရတာမင်းကဒီမှာလက်အိတ်နေတာကိုယောက်ျားလည်းဒီမှာနေတော့ဘာဖြစ်လို့လဲဒီတအိမ်လုံးကကျမတို့အိမ်ပဲဟာယောက်ျားအလောက်ကပြန်လာပြီဆိုလာပါဦးဒီမှာထိုင်ယောက်ျားပြင်မနေပြီလားပြင်မလာဖို့မိမရဲ့ဟာလေယောက်ျားလေမိမပြောစရာရှိသေးတယ်ပြောလေဘာပြောဖို့လဲဟာလေမိမရဲ့မောင်တဝမ်းခွဲထိုင်းကိုရောက်နေတာအဲ့ဒါ तू ကနေစရာလည်းမရှိဘူးမိမတို့အိမ်မှာခေါ်ထားရင်ကောင်းမလားလို့ तू စာရွက်စာတမ်းစုံတဲ့ခါကျရင်တော့သူကတခြားလုပ်ပြောင်းပေါ့ဟာမိမရဲ့ဘယ်ဖြစ်မလဲဟာရင်ဆုံးသွားတော့မှမကြသေးမင်းကသစိမ်းတယောက်အိမ်ပေါ်ခေါ်ထားခြင်းလို့လားရှင်ရလေဒစိမ့်မဟုတ်တာကျမအတော်ရဲ့တားလေဒီမှာရဲရင်တော့ဆိုရင်လည်းလေကျမဆက်ဆက်ရလိုက်လုပ်ပြီးတော့ကောင်းပေးခဲ့တာနော်ကျမလှည့်ကြောင်ရှင်ကဒီလိုလားရှင်ကလေတော်တော်လေးသဘောထားသေးသိနေတာပဲမဟုတ်လေမိမရငါပြောချင်တာတော်စမ်းပါအေးပေါ့လေရှင်ကမခေါ်စေချင်ဘူးဆိုမှတော့လေ
ထားလိုက်ပါတော့ ကြည်ညနာကြီးအဲ့လိုမလှုပ်စားစမ်းမှလည်းမိမရဲ့မင်းအဲ့လိုလှုပ်ထားတော့ငါမနေတတ်လို့ပါကဲဒါဆိုလည်းမိမသဘောဟုတ်ပြီလားမိမသဘော ယောက်ျားရှင်တကယ်ပြောရနော် တကယ်ပြောတာပါဟာအခုဆိုရဲရင်လည်းဆုံးတော့မကြသေးဘူးဆိုတော့ဘေးပတ်ဝန်းကျင်ငါတို့တမျိုးထင်မှစိုးလို့ပါငါ မထိမအောင်ယောက်ျားရဲ့ကျမမောင်ကလည်းရှင်ရဲ့ညီပဲဟာဒါဘာနဲ့ပြီမယ်အော်ဟဲ့ကြာဒါကလေမိမပြောထားတဲ့မိမရဲ့မောင်ဆိုတာလေသူ့နာမည်ကကြော်တဲ့ကြော်ဒါအမယောက်ျားကိုမျိုးကြော်တဲ့ အမေကမကြောက်နဲ့မချွတ်ချွတ် အေးတွေ့ရတော့ဝမ်းသာပါတယ်ညီမညီကကို့မင်းမရဲ့မောင်ခွဲဆိုတော့ကိုညီလေးလို့ပဲပေါ့ကိုလည်းအခုပဲလှုပ်သွားတော့မလို့ငါညီလည်းအခုပဲပြင်ရပြန်လာတာဆိုတော့ပင်မနေမှာပေါ့အေးစင်းနာဟုတ်ပြီလားမင်းမဒါဆိုကိုလှုပ်သွားတော့မှာနော် ယောက်ျားတော်တော့မို့လားညနေကျရင်ရောအိုစီလားဘာလို့လဲဆိုတော့ယောက်ျားဘာစားချင်လဲမိမဘာချက်ထားရမလဲယောက်ျားထမင်းသားစားဖို့လေ ရတယ်ကို့စောင့်နေနေတော့ကိုဒီနေ့အိုစီတယ်ဒီလားရတယ်မင်းမကြိုက်တယ်ရှာကိုကကြိုက်ပြီလားဟုတ်ပြီလား ဟုတ်ပါပြီအဆိုကိစ္စပြီးတော့သွားနော် ဒါဆိုကိုသွားရမှာနော်ညီလေးဒါဆိုကိုသွားရမှာနော် ဘလို့ဖြစ်နေရလဲဟိုမှာဆင်းသွားတာအောက်တော့မရောက်သေး ဘာဖြစ်လဲမလွမ်းလို့ပေါ့ဘာမလွမ်းဘူး ဘူးအမေမသိရင်သူပဲလွမ်းတက်တာကြာနေရတယ်ဒီကလည်းလွမ်းမရယ်နော် လွမ်းနေတာပြောတယ်ခုနအမတို့ကြောက်ပဲအဘချွတ်ချွတ်တတနဲ့ဆက်ဆက်နေပြီးတော့ပါတယ် အဲ့ဒါတော့သူ့ရှိမှကောင်းပြရတာပေါ့ဘာဖြစ်နေရလဲမျက်နှာကြီးကလာပေါ်တမ်းဘာဖြစ်လို့အဲ့လိုမျိုးဝင်လာရလဲမမယောက်ျားတွေ့နေနေသိလိုက်မယ်နော် အမဘာဖြစ်လို့လဲအမတို့ကြာအိမ်မှာရှိတာမဟုတ်တာအမဘာစိတ်ပူနေရတော့ သူမရှိလဲအဲ့လိုမျိုးဝင်မလာနဲ့တော့ကြာစီစဉ်နိုင်တဲ့အတိုင်းမဖြစ်ရင်ဘယ်လိုလုပ်မလဲ မသိဘူးဗျာဘာဖြစ်လဲ ကြောက်အဲ့လောက်ထိမစိုးပါနဲ့ကွာနော် ဆိုတော့ဘာဖြစ်လဲ ဟဲ့ညီတို့ကဘာဖြစ်နေကြတာလဲ ဩဒီမှာကျမမောင်လေအမစီကပတ်စံလာတောင်းနေတယ်ကဲရောတော့ စောက်လို့ရတယ်ပင်မရတဲ့ကြားတယ်မိမနင်းလောက်ပုံနေမဟုတ်တော့ဘူးနော် ကျမဘာလုပ်နေလို့လဲအဲ့ဒါကျမမောင်ပဲဟာရှင်အဲ့လိုသဘောထားသေးတိမ်မလို့ဘူးနော်တကယ်စိတ်ပြတ်ဖို့ကောင်းတယ် ငါဘောရတိတ်တိတ်နေတာမဟုတ်ဘူးနင်တို့လောက်ရက်တွေကမဟုတ်တာ ဟာကြဒီတစ်ခါကလေအလောက်ကရက်ရှိခရီးသွားမှာဆိုတော့ကိုဂယူဆိုင်နော် အမမေမရဲ့ယောက်ျားလည်းမသွားချင်ပဲနဲ့သွားမှာဆိုတော့အခုသွားမှာယောက်ျားရဲ့တငယ်ချင်းကသွားမှာသူကကျမ်းမာရင်မကောင်းလို့ဆိုတာအဲ့ဒါကြောင့်မလို့သူ့စားကိုသွားမှာမသွားချင် ဟုတ်ပါပြီယောက်ျားရက်ရှိသွားမှာဆိုတော့မိမကတော့လွမ်းနေတော့မှာပဲ ငါမေမလည်းအခုမှယောက်ျားကိုလွန်တက်နေလိုက်တာကဲဘာလို့ကျင်လို့လဲပြော ဘာမှမလို့ချင်ပါဘူးယောက်ျားရဲ့မိမကလေယောက်ျားရဲ့အချစ်တွေနဲ့လေမပြည့်စုံနေလေကဲအလောက်ကနောက်ကျအောင်အဲ့ဒါနဲ့ရော့ဂယူဆိုင်ပြီးတော့သွားနော် ဒါဆိုကိုသွားရမှာနော် ဟုတ် ကိုသွားပြီ ကျုံဘာလာလောက်တာလဲမအခုပဲသွားရဟာ ဘယ်လိုလဲအမလဲ မိမရေမိမကိုပြန်လာပြီဟာကိုမနေကြသူ့ကတခုခုဖြစ်လို့အဲ့ဒါကိုမနေ့ကမှသွားမယ်တဲ့မိမခေါ်တာကြားလားဟဲ့မင်းတို့အဲ့ဒါဘာလုပ်နေကြလဲလားအတာငါမိမမင်းတကယ်ချာကူလီကောင်းမယ်လက်ကောင်မလို့တာလေနင်ကနစ်လင်ငယ်ထီလို့နင်ကငါ့ဘာပြန်ရန်ချခြင်းနေပေါ့ဟာလားနင်ကငါ့ဘာပြန်ရန်ချခြင်းနေပေါ့ဟာလားသေစမ်းအေးအမသေစမ်းမယ်သေစမ်း
နင်ဘဝနေတော့ငါပြောရမှာလားအေးနားမပြေစားနင်စောက်ကြည့်နေလိုက်နင်လည်းငါဘလို့တပ်ပြမှာဆိုတာနင်စောက်ကြည့်နေလိုက်အေးနား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 မဝေးရမယ်ကြာကူလီကမင်းငါမဲမနာဖောက်ပြနေအေးဟာကမနင်းလင်းငယ်တော့သိသွားပြီနင်းအလှဲ့ပဲစီးတော့တယ်ဆူဆူနင်းဘာဖြစ်လို့ငါ့ဘောဒီလိုမျိုးလုံးရရတာလဲဟာနင်းလိုချင်တာတွေငါမဖြစ်စီပေးခဲ့လို့လားနင်းဘာဖြစ်လို့အဲ့လောက်ထိတောင်မှုန်နေရလဲနင်းငါရှစ်လုံးလို့ငါရဲ့သွေးသားကြီးအရင်တို့တောင်ငါဆုံးချုံပေးခဲ့ပြီနော်အဲ့ဒါနင်းကြောက်ပဲနင်းတော်တော်မှုန်နေလားစုစုဟမ်ငါနင်းအရန်ချစ်ခဲ့တာတော့နင်းငါပေါ်ဒီလိုမျိုးလောက်ရက်လေချင်းဆိုပြီးငါကငါနောင်တရလို့မဆုံးဘူးနင်းလိုမိန်းမမျိုးငါဒီလောကမှာဆက်ထားနေတယ်အပူပဲနင်းလိုငါဒီလောကမှာဆက်ထားနေအပူပဲစုစုလေးငါနဲ့မတက်ရှင်ပါဘူးဟာငါနဲ့တကယ်မတက်ရှင်ပါဘူးနေဘာဖြစ်လို့အဲ့လိုလောက်ရတာလဲဟာစုစုဒါရီကနေမကောင်းခဲ့လို့ဟာအခုတော့ငါ့ဘွားကြီးတွားပြီအခုငါ့ဘွားကြီးတွားပြီစုနင်ဘာဖြစ်လို့ငါ့ဘောဒီလိုမျိုးလောက်ရတာလဲနင်လိုချင်တာငါမဖြစ်စီပေးခဲ့လို့လားဟာငါလိုလူမျိုးနေကဘာပေါ်မှာလိုက်ချောက်ချကြည့်လိုက်စမ်းပါစုရဲ့နင်မရှိတဲ့ဘဝမှာလည်းငါမနေတော့နင်မရှိမှတော့ဒီပိုင်ဆိုင်မှုတွေငါဘာမှငါမလိုချင်တော့ဘူးမထူးတော့ဘူးအေးကွာငါညအခုလိုမျိုးဆင်ပြေတယ်တွေ့တော့ကိုကြီးလည်းဝမ်းသာပါတယ်။အော်အဲ့လောက်လည်းမဟုတ်ပါဘူးကိုကြီးရဲ့။ဒါနဲ့မမောင်ဘာလို့လုပ်တာလဲ ဟောကျွန်တော်ကကြတော့အခုဒီ passport ကိစ္စနဲ့ပတ်သက်တာတော့ပြီးတော့အလောက်ကိုက်နေအဲ့လိုချိတ်ဆက်ပေးတာပါဗျာဟောတနည်းပြောရရင်တော့ပွဲစားပေါ့အမရဲ့အဲ့လို ။အော်ပွဲစား သွားလိုက်မယ်တော့ကိုကြီးစစ်နေကြ ဆက်ကြ။ရှင်းရပွဲစားဆိုတော့ဝင်ဝင်ရတော့တော်တော်ကောင်းပါပဲနော် မင်းကလည်းပွဲစားဆိုမှတော့ဝင်ဝင်ကောင်းပြီဗောဟာ
ရမှာပေါ့မိမရဲ့အချိန်လေးတော့နည်းနည်းစောင့်အောင်ပါပေါ့ ဘာလဲရှမ်းမလို့ချင်းလား ပြောတက်လိုက်တာငါမိမရဲ့လူကျင်တာဗောဟာမိမအရှင်နေဘယ်လိုရှိလဲ ရှင့်ကြီးရဲရင်ရလေငုံနေရပါဒါမှမကြတော့ပါဘူးသူကျမလက်ထဲကိုရောက်လာတော့မှာ မိမရဲ့ယောက်ျားစိတ်ချမယ်နော်ဒီကိစ္စယောက်ျားမိမကိုရှစ်လူလိုလိုက်လျော်ပေးရတာနော် စိတ်ချပါယောက်ျားရဲ့ကျမကလေရှင့်တယောက်တည်းကိုပဲချစ်တာကျမအခုလိုမျိုးလုပ်တယ်ဆိုတာလေကျမတို့ရှိရည်အတွက်လေကျမတို့ချမ်းချမ်းသက်သာနဲ့နေရဖို့အခုလိုမျိုးလုပ်တာ မိမရဲ့ယောက်ျားမိမကိုယုံမိသား မကြခင်မှာရဲရင်ကကျမကိုတစ်ဖြုတ်ဖြုတ်နဲ့ထွေလာတော့မှာအဲ့ဒီချိန်ရောက်ရင်လေသူ့ရဲ့ပိုင်ဆိုင်မှုတွေအားလုံးကကျမတို့ဟာဖြစ်တော့မှာ ဟုတ်ပါပြီဗျာဟုတ်ပါပြီငါမိမလေးတော့အတော်ဆုံး ဟုတ်ငါညီမလေးတို့နှစ်ယောက်ကိုမဖြစ်သင့်တာမဖြစ်အောင်အမကပြောလိုက်တာပါ ဟုတ်ညီမလည်းနားလေးပါရဲ့နောက်ဆိုညီမလည်းဆင်ကျင်ပါမယ်ဩဒါနဲ့အဲ့ရင်းအင်ဂျင်မဟုတ်လား ဟုတ်တယ်လေဒီမှာသူ့ကိုအင်ကြီးတွေလျှော်ရင်းနဲ့သူ့အင်ကြီးတွေပါတစ်ခါတည်းလျှော့ပေးမလို့ အဲ့ဆိုညီမအပြင်တော့ရင်းလို့ခေါ်တာဆိုတော့တော့ခေါ်လာအောင်မနော် အော်တော့ခေါ်လေးညီမလေးတော်တော်ယောက်ျားရဲရင်ကောင်မလေးကလေရဲရင်ကိုတော်တော်လေးတုံဝင်တိုးတဲ့ပုံပဲသိလားအင်ကြီးဝတ်စာလေးလျှော့ပြလိုက်တာကိုလေမျက်နှာကဖြစ်ပြက်သွားတာပဲ အော်မိမရဲ့သူ့ကောင်လေးကိုသူတုံဝင်တိုးတာဆန်းလို့လားလို့တန်ဆိုမင်းငါ့ကိုတုံဝင်မတိုးဘူးလား ရှင်းရတမျိုးကျမကတော့လေအဲ့လိုမျိုးသူတုံဝင်တိုးလေကျမပို့ပြီးတော့လှုပ်ပြချင်နေပဲရှင်းရင်ပြီးနားမှာလေအဲ့ကောင်မှမရှိတော့မှကောင်းမယ်အဲ့ကောင်မှရှိနေရင်လေကျမတို့ရဲ့အစီအစဉ်နဲ့ကိုသူဝင်ပြီးတော့နှောက်ယှက်နိုင်တယ်သူမရှိတဲ့ခါကျမှကျမတို့အစီအစဉ်ဝင်နှောက်ယှက်မယ်လို့မရှိတော့မှ ဒါဆိုမိမပါလေရင်းနဲ့အကောင်မလေးပြည့်စည်ခြင်းနေတာလား ဒါပေါ့ရင်းရင်ပေးမှာအကောင်မှမရှိတော့မှကျမတို့ဝင်နောက်ဆက်မဲ့လို့မရှိတော့ကျမတို့အစီအစဉ်စိတ်ချလက်ချလုပ်လို့ရပြီလေ တော်ပြီကွာအဲ့ကြောင့်လေးပြောမနေနဲ့တော့အဲ့ငိုင်းနေမင်းမညာအလုပ်လည်းဆင်းအောင်အဲ့တော့မင်းမနင်းတကယ်ပဲလုပ်တော့မှာလား ရှင်ဘာဖြစ်နေရလဲဒီတိတောင်ရောက်လာခဲ့ပြီရှင်ကတော့အခုမှကြောက်နေရလဲရှင်လောက်ရတာမဟုတ်ကျမလောက်ရတာရှင်ပတ်စံနေမလို့ချင်ဘူးလားဟမ်ဒီထမင်းမကောင်လေကျမတပူမယ်ရှင်ဘာမှမသိတယ်လို့ပဲနေနော်ကြားလား အေးပါအေးပါ မောင်တနေ့ကောင်အောက်လည်းမစင်ထမင်းလည်းမစားနဲ့ဘာလဲနေမကောင်းလား ဟုတ်ကောင်းတယ်မရဒီမှာလေလက်ဆက်တက်ရမယ်အလုပ်လည်းများနေလို့အဲ့ဒါအတောင်ပြီးတော့လုပ်နေတာ ကဲပါအလုပ်တွေနောက်မှလောက်ထမင်းလေးတော့စားလိုက်နော်မခွန်ကြည့်မယ် မာလေအဲ့လိုလေကယူစိုက်တက်လို့ပဲမမကြွေနေရတာ ဟုတ်ပါပြီအဲ့ဒါဆိုရင်တော့
အကျွေးရဲ့ထမင်းကိုများများလေးစားရမယ်နော် စားမှာ ကဲဟာစားလို့ကောင်းလား ခေါင်းနဲ့ပါ ကောင်းနေဆိုရင်နောက်ထပ်များများလေးထပ်စားနော်ကဲဟုတ်ပါကျော်ပါနောက်ထပ်လောက်ထပ်စားလားဒီလောက်စားလို့ကောင်းနေရဟာဟာ ဘေးနားမှာပူနေမှာ ဟုတ်လို့လားမောင်ရဲ့မချက်ထားတဲ့ဟင်းကကောင်းပါတယ်ဟုတ်မောင်ဘာဖြစ်တာလဲဟင်မချက်ထားတဲ့ဟင်းကမကောင်းလို့လားဟင်မောင်လေးအဆင်ပြေရလားဟင်ဟုတ်ယောက်ျားရေဟုတ်ဒီမှာလာကြည့်ပါဦးရှင့်ကြီးဘာဖြစ်သွားတာလဲမသိဘူးခေါ်လို့လည်းမရတော့ဘူးမောင်လေးမောင်လေး ဒီမှာနေလို့ရအောင်ပြောပြပါမယ်တခုတော့မှတ်ထားနော်ဒီမှာနေလို့ရှိရင်လေအပြောဆိုစင်ချင်းအဲ့ဒီလက်ရဲဆက်ရဲဖြစ်တာကိုလည်းမလုပ်နဲ့တော့ကြလေငါယောက်ျားတိသွားတဲ့ခါကျရင်နှစ်ယောက်လုံးပြဿနာတက်မယ်နော်ပိုက်ဆိုင်မှုရလေရတာမှကြာသေးတာမဟုတ်အင်းမစိတ်ချပါအဲ့ဆိုတာပဲနော်ဟောလေဟိုမိမရဲ့မောင်တဝမ်းခွဲရလေအဲ့ဒါထားအောင်ရောက်နေတာအဲ့ဒါနေစရာမရှိတော့မိမတို့အိမ်မှာခေါ်ထားရင်ကောင်းမလားလို့ ဟာမိမရဲ့ဘယ်ဖြစ်မလဲဟာ ဒီမှာရဲရင်တော့ဆိုရင်လည်းလေကျမအဆက်ဆက်ရလိုက်လုပ်ပြီးတော့ကောင်းပေးခဲ့တာနော်ကျမလှည့်ကြောင်အရှင်းရဒီလိုဟယ်လိုကြော့မနေ့ကကြာရင်ပြောင်းလာလို့ရပြီနော်မမအကုန်လုံးပြောပြီးပြီ ဟာမမတကယ်ပြောရလားမမစုလူကြီးကိုဘယ်လိုကြောင်ပြောလိုက်တာလဲဗျာ ဒီလိုပဲပေါ့မာရတော့နည်းနည်းပါတုံးရတာပေါ့ तू ကလေမမမျက်နှာတစ်ချက်တောင်အပြက်ခံတာမဟုတ်အားကြောင့်ရသွားတာ မမတို့ကတော့ပိုင်နေကွာပိုင်နေအဲ့ဆိုကျွန်တော်မနေ့ဖက်မနေ့ဆော့ဆော့လာခဲ့လိုက်မယ်လေမမရနော်မမကျွန်တော်လမ်းစိတ်ပို့ပြီးအောင်ကြာလာမရှိတော့ ဟုတ်ပါပြီခဏနေကြရင်လွှဲပေးလိုက်မယ်အခုတော့ဒါပဲနော်